ဒါဆိုရင်အီရန်က UK ကိုလာစတိုက်ပြီစတိုက်ရင် UK နိုင်ငံက NATO နိုင်ငံဖြစ်တဲ့အတွက် Article 5ကို invoke လုပ်မယ်ကဲ NATO နိုင်ငံများ NATO အတွင်းမှုချုပ်ငါ့ကိုအီရန်ကစတိုက်ပြီအဲ့ဒါဆိုရင်ငါ့ကိုမင်းတို့ NATO နိုင်ငံက NATO အနေနဲ့ဝိုင်းတိုက်ပေးပါလို့တောင်းဆိုတာဖြစ်လာနိုင်လား Yes or no အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ channel ကနေကြိုဆိုပါတယ်ကျွန်တော်တို့ channel ဆိုရင်နေ့စဉ်နဲ့ဥတော်လာရေးနဲ့ပတ်သက်တဲ့သတင်းထူးသတင်းကောင်းတွေကိုတင်ဆက်ပေးနေတာမို့ကျွန်တော်တို့ channel ကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ် ဖြစ်လာနိုင်လားအဲ့ဒါကျွန်တော်တမန်နဲ့လုံးစဉ်းစားနေတာUK ကလည်းဒီနေ့ကြီးညာပြီအဲ့တော့ UK က NATO နိုင်ငံလေအဲ့တော့တူရကီလည်း NATO နိုင်ငံပဲဥရောပလည်း NATO နိုင်ငံပဲအဲ့တော့အီရန်ရဲ့ဒုံးကျည်က UK ရဲ့ကောင်းကင်ကိုရောက်လာပြီးတော့အမေရိကန်စစ်စခန်းကိုပဲသူချိန်မှာပါနော်သူကဒူဘိုင်းကိုလို့တယ်လို့ပဲနော်ကိုဝိတ်ကိုလို့တယ်လို့ပဲဘာရင်းကိုလို့တယ်လို့ပဲအဲ့ချိန်မှာအဲ့တော့ရောက်လာမယ်ဒုံးကျည်ရောက်လာမယ်ဘယ်သူမှလည်းမတားနိုင်ဘူးသူတို့ပြောတဲ့ hypersonic တို့ဘာတို့ပေါ့ဗျာအလွန်အတန်နဲ့မြန်တဲ့ဒုံးကျည်ပါညာပေါ့ကြိုက်တာနဲ့ပြစ်ဗျာ UK ကောင်းကင်ကိုရောက်လာပြီအဲ့ချိန်မှာ UK ဆိုရသူ့ကောင်းကင်ရောက်တဲ့အချိန်ကျမှပြစ်ချလိုက်မယ်တော့ပြစ်ချတော့ဒီဒုံးကျည်ရဲ့အစိတ်ပိုင်းတွေကအိမ်တွေပါထိကျင်လဲထိမယ်အဲ့ဒါဆိုရင် UK ကပြောလို့ရပြီလေငါ့ကိုအီရန်ကစတိုက်ပြီအဲ့တော့ငါတို့နေတို့ရငါစတိုက်တာမဟုတ်ဘူးအီရန်ကငါနိုင်ငံကိုလာတိုက်ပြီးဖြစ်တာဖြစ်တဲ့အတွက်ငါဒီ Article 5ကို invoke လုပ်တယ်ဟာ Article 5ရတောင်းဆိုပြီနော်စာချုပ်ပုံမှန်900ငါ့ကိုအီရန်ကတိုက်တာဖြစ်တယ်မျိုးတို့ NATO နိုင်ငံများကငါ့ကိုကာကွယ်ပေးကြပါလို့ UK ကတောင်းဆိုပြီးဆိုရင် NATO ကဒီစစ်ပွဲမှာပါဝင်လာနိုင်လားအဲ့ဒါကျွန်တော်တမန်နဲ့လုံးစဉ်းစားနေတာအဲ့ဒါဘယ်နိုင်ငံသားသတင်းမှတော့မပြောသေးဘူး BBC မှာလည်းမပြောသေးဘူးဘယ်မှမပြောသေးဘူးဒါကျွန်တော်စဉ်းစားနေမိတာဖြစ်နိုင်လားဟုတ်တော့ UK ကအီရန်သားမတိုက်ဘူးလေသူအမေရိကန်စစ်စခန်းကသူကမပေးလို့မရဘူးလေသူကစာချုပ်ချုပ်ထားတာလေအဲ့တော့အမေရိကန်စစ်စခန်းကကိုကငှားထားတာလေဒါပေမဲ့နိုင်ငံကကိုနိုင်ငံလေအမေရိကန်ဧည့်သည်လေအဲ့တော့ကိုနိုင်ငံကိုလာတိုက်တာလေအဲ့တော့ဘလို့အကြောင်းနဲ့ဖြစ်ဖြစ်အီရန်စတိုက်ပြီးဆိုရင်ဒါ UK ကဒါသူ့နိုင်ငံကိုတိုက်တယ်လို့ပဲယူဆမှာလေယူဆတယ်ဆိုရင် NATO စာချုပ်အရာ NATO နိုင်ငံတနိုင်ငံကိုအီရန်ကစတိုက်ပြီးဆိုတာ ਨੇ Article 5အရာဖြစ်နိုင်လားဒါအလုံးမတန်စိတ်ဝင်စားစရာကောင်းတယ်မိကုန်နော်တကယ်လို့ကျွန်တော်တို့ကဖြစ်နိုင်တယ်လို့ကြိုးစားရင်အီရန်ကအဲ့လောက်တတ်သိရှိလားအီရန်ကအမေရိကန်နဲ့အစ္စရေးမကပဲ NATO နိုင်ငံတွေအားလုံးမှာသူ့ကိုစိတ်ဝင်တိုက်ဖို့အတွက်ဖိတ်ခေါ်နေတဲ့သဘောလားအီရန်ခေါင်းဆောင်တွေအဲ့လောက်ပဲအုံနောက်မရှိဘူးလားဒါကျွန်တော်စဉ်းစားနေတာသူအမေရိကန်နဲ့အစ္စရေးတော့သူမနိုင်ဘူးဟိုကစိတ်ကြိုက်ပုံကျဲနေတာလေတကယ်လို့ NATO နိုင်ငံတွေမှာဝိုင်းတိုင်အီရန်အပြာပါဖြစ်သွားမှာမဟုတ်ဘူးမဖြစ်နိုင်အဲ့တော့ဘာကြောင့်အီရန်ခေါင်းဆောင်တွေက UK ကိုတိုက်မယ်ဆိုပြီးချင်းချောက်နေတာပါဇက်နဲ့ချင်းချောက်တာလားတကယ်လို့ပါလားအလုံးမနဲ့စဉ်းစားစရာဒါဆိုရင်သူအဲ့လိုမလုပ်ရဲဘူးဆိုသူဘာလုပ်မလဲအဲ့လိုတိုက်ရင် NATO ဝိုင်းတိုက်မှာဖြစ်တဲ့အတွက်သူကနောက်တနည်းအောက်လန်းကြီးဖြစ်တဲ့အတွက် UK မှာသူမြုပ်နှံထားတဲ့အီရန်ကိုတနာနေတဲ့အီရန်ရဲ့လူတွေပေါ့ဗျာအီရန်ရဲ့အကြမ်းဖက်သမားတွေပေါ့ဗျာတို့ဒီမဟုတ်လေနိုင်ငံတကာအကြမ်းဖက်ဂိုင်းကြီးကိုငှားပြီးတော့ UK မှာရှိတဲ့ထင်ရှားတဲ့နိုင်ငံရေးကောင်းဆောင်တွေအားလုံးကိုဘုံခွဲတာတို့တုံးကြံတာတို့ရက်ွက်ထဲမှာဘုံခွဲတာတို့ယထာဘောဘုံခွဲတာတို့ဒါလည်းလုပ်နိုင်တယ်ဒါဆိုရင်တော့အီရန်ကလွတ်သွားပြီလေသူအကြမ်းဖက်အဖွဲ့အစည်းကလုပ်တာသူလုပ်တာမဟုတ်ဘူးအဲ့ဒါဆိုရင်တော့ NATO လည်းဝင်တိုက်ပြီးလို့မရတော့ဘူးအဲ့ဒါကဘယ်သူသုံးသွားလဲ IS တွေသုံးသွားတာ Al Qaeda တို့ဆိုတဲ့လူတွေသုံးသွားတာဒါမှမဟုတ် Hamas တို့သုံးသွားတာဒါမှမဟုတ် Hezbollah တို့သုံးသွားတဲ့နီးပေါ့အဲ့ဒီနီးကိုလည်းအီရန်ကသုံးနိုင်တယ်အဲ့ဒါကတော့သူ NATO ကိုထိတ်တိုက်မရင်ဆိုင်ရဲတဲ့အခါမှာဒုတိယနီးပေါ့ဗျာအောက်လန်းနီးပေါ့
အဲ့တော့ကျွန်တော်တမနဲ့လုံးစဉ်းစားနေတယ်အီရန်ခေါင်းဆောင်တွေကယူနေပြီလားအမေရိကန်နဲ့ US နဲ့သူတိုက်တာတော့မနိုင်နေတဲ့ကိစ္စမှာဒီဥရောပနိုင်ငံတွေနေတိုးနိုင်ငံတွေကိုပါသူစစ်ပွဲတဲ့ဆွဲသွင်းရင်သူပို့ဒုက္ခရောက်မလားသူမစဉ်းစားဘူးလားပေါ့တရုတ်ကရောသူ့အဲ့လိုပဲမြှောက်ပေးနေပြီလားတရုတ်နိုင်ငံဟာအီရန်ကိုအသုံးချပြီးအမေရိကန်နဲ့နေတိုးနိုင်ငံအားလုံးအစ္စရေးအပါအဝင်နဲ့ဝိုင်းတိုက်ဖို့အဆင်သင့်ဖြစ်နေပြီလားတကယ်လို့နေတိုးပါလာလို့ပင်လယ်ကွေ့နိုင်ငံတွေကပါဝိုင်းတိုက်နေဗျာကျွန်တော်ပြောသလိုဆော်ဒီတို့ UAE တို့ဘာရိန်းတို့ကူဝိတ်တို့ပါဝိုင်းတိုက်ဖို့အီရန်တနိုင်ငံလည်းခံနိုင်ပါမလားအဲ့ဒါကျွန်တော်တမက်လုံးစဉ်းစားနေတယ်ကျွန်တော်လည်းနားမလည်နိုင်တော့ဘူးအီရန်ခေါင်းဆောင်တွေဘာလို့စဉ်းစားနေလဲမသိဘူးဒါမှမဟုတ်ရင်ချင်းချောက်တာလားစကလုံးစစ်ပွဲလုပ်နေတာလားဒို့ဒီမို့ရင်တိုက်မယ်ပြောပြီးတော့အောက်လန်းနီးနဲ့သူ့ရဲ့ mission တွေပေါ့ဗျာသူ့ရဲ့တရှိုတွေဒလန်တွေကနေတစ်ဆင့်အချမ်းဖက်ဒီနိုင်ငံကိုပဲဖျက်ဆီးမလားပေါ့ဒါကျွန်တော်စဉ်းစားမိတဲ့အချက်ပေါ့အဲ့တော့ဥရောပနိုင်ငံ UK နဲ့ခင်ဗျာပင်လယ်ကွေ့နဲ့မတူဘူးလေပင်လယ်ကွေ့နိုင်ငံတွေကသူတို့ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီပါညာတော့ရှိတယ်တို့ပူးတွဲစစ်ရေးတွေပါတော့ရှိတယ်ဒါပေမဲ့အဲ့လိုတနိုင်ငံဦးမဟုတ်ဘူးအီရန်ကအဲ့ဒီနိုင်ငံအားလုံးကိုတပြိုင်တည်းချနေတာကူဝိတ်ကိုလည်းစော်နေတယ်ပြန်ချနေတယ်ဘာရင်းကိုလည်းချနေတယ် UAE ကိုလည်းပြန်ပြစ်နေတယ်ဆော်ဒီကိုလည်းလုံနေတယ်အိုမန်ကိုလည်းလုံနေတယ်ဒါမှမဟုတ်ဂျော်ဒန်ကိုလည်းလုံနေတယ်အဲ့နိုင်ငံတွေဦးဒီဘာမှပြန်မလုံနိုင်သေးဘူးအခုဒီဘာမှပြန်လုံတာမတွေ့သေးဘူးအီရန်လုံးသမျှကိုငုတ်ခံပြီးတော့အီရန်ဒုံးကြီးတို့ပြစ်ချတာဖျက်ချတာပဲရှိနေတယ်အဲ့တော့အီရန်နိုင်ငံကနောက်တစ်ခုကအစ္စလမ်ကဘာအတွက်အစ္စလမ်ဘာသာဝင်အတွက်လုပ်တယ်လို့ပြောရင်ဘယ်လိုဖြစ်လို့အစ္စလမ်နိုင်ငံတွေကိုပဲသူစစ်တိုက်နေတာလဲအဲ့ဒါလည်းမေးစရာမေးခွန်းကြီးပဲအဲ့တော့ကျွန်တော်စဉ်းစားတာပေါ့နော်အီရန်ခေါင်းဆောင်တွေကယူသွတ်နေတာလားဒါပေမဲ့မက်ယူရဲ့ဆန်တာလားဒို့ဒီမို့လေကြီးမို့ကြီးပြောနေတာလားဒို့ဒီမို့တကယ်စိန်ခေါ်နေတာလားပေါ့အဲ့တော့စစ်ပွဲစတွေက UK ပါဝင်နေတိုးနိုင်ငံတွေကသမ္မတဒေါ်နယ်ထရန့်တဲ့မပါပြီးဘူးငါတို့ဝင်မတိုက်ဘူးလို့ပြောလို့ဒေါ်နယ်ထရန့်အကြီးကျယ်စိတ်ဆိုးနေတာအဲ့တော့ဒေါ်နယ်ထရန့်ကနေတိုးနိုင်ငံတွေမပါပါအောင်အီရန်ကိုသွားပြီးဆွပေးတယ်နော်အီရန်ကိုသွားပြီးဆွပေးတယ်အီရန်ကိုသွားပြီးဆွပေးတယ်တော့အီရန်ကိုသွားပြီးဆွပေးတဲ့ခါကျတော့အီရန်ကနေတဆင့်အခုအမေရိကန် UK ကိုပြန်ပြစ်မယ်လို့မယ်ဗျာUK ကိုပြန်ပြစ်ရင်နေတိုးနိုင်ငံ automatic ပါမယ်အဲ့ဒါကိုလေဒေါ်နယ်ထရန့်ကထွင်ထားလိုက်ဝင်လာဒေါ်နယ်ထရန့်ကသူတယောက်တည်းအမေရိကန်နဲ့အစ္စရေးနဲ့အီရန်ကိုမနိုင်လို့နေတိုးနိုင်ငံကိုဆွဲသွင်းဖို့အတွက်သူကအီရန်ကိုသွားပြီးတပ်ပြန်ပြစ်တယ်ပြစ်တဲ့ခါကျတော့အီရန်ကစိတ်ဆိုးမှန်ဆိုးနဲ့ UK ကိုပြစ်ချက်မယ်ဘာလို့ UK ကအမေရိကန် UK ကသူ့နိုင်ငံကိုအမေရိကန်လေတပ်တိုက်လေရင်တွေကိုသူ့နိုင်ငံကတဆင့်အသုံးပြုခွင့်ပေးလို့ဆိုပြီးတော့အဲ့လိုပြန်ပြစ်မယ်ပြန်ပြစ်ရင် UK ကနေ Article 5ကို invoke လုပ်မယ်အဲ့ဒါဆို NATO ကဝင်ပါမယ် NATO ကလည်းကြီးညာတဲ့သူ့ရဲ့ NATO အဖွဲ့ဝင်နိုင်ငံတနိုင်ငံကိုဘယ်သူကပဲစော်ကား NATO ကပြစ်ချမယ်လို့ပြောပြီးသားအဲ့တော့ NATO ကဝင်ပါလာမယ်အဲ့တော့ Donald Trump က NATO မပါအောင်တစ်ဖက်လဲနဲ့လှုပ်တာလားဘုံမုံရဲ့အီရန်ကကို NATO ကိုပါစိန်ခေါ်ပြီးတော့မင်းတို့တကဘာလုံးနဲ့ငါနဲ့ချမယ်ဆိုပြီးပြောနေတာလားတကယ်ကိုအံ့ဩစရာကောင်းတာအခုလေအီရန်ကခေါင်းဆောင်တွေကဟိုမိုရေလက်ကြားကိုပိတ်ဆို့မယ်ခဏတော့ပေလယ်နီကိုပိတ်ဆို့ပြီးတကဘာလုံးကိုစိန်ခေါ်နေတာပဲတို့တကဘာလုံးရေနဲ့ပြတ်တာမပြတ်တာမသိဘူးငါတော့လုံးမှာပဲအဲ့တော့အလိုအမတန်စဉ်းစားရချက်တဲ့မိကုံးမှာကျွန်တော်တော့နားမလည်နိုင်ဘူးဘာကြောင့်အီရန်ကအဲ့လိုလုပ်နေတယ်လဲကျွန်တော်တော့နားမလည်ဘူးဒါဆိုရင်အဲ့လိုပြောလို့ဟာအမေရိကန်ကိုအီရန်ကတစ်ဖက်သက်လက်နက်ချရမလားအမေရိကန်ကလူဘာဝတာကိုအဲ့ဒါလည်းနောက်တစ်မျိုးပေါ့လေဒါပေမဲ့ဒီအမေရိကန်UK အပါဝင်ပြည်သစ်တို့က Trump နဲ့မပါခြင်းလို့ကိုရှောင်ဖယ်လုပ်နေတာကိုအီရန်ကအခုတက်ကြီးကိုစိန်ခေါ်တယ်မင်းတို့ UK ကိုငါစော်တော့မှာUK ကလည်းငါတို့အစင်သစ်စောင့်နေတယ်လာခဲ့ငါတို့တော့မင်းတို့လာမတိုက်ဘူးမင်းလာတော့ငါတို့ကပြန်ချမှာပြန်ချမှာဆိုတော့ပြစ်ချမှာပေါ့ဗျာအဲ့တော့အီရန်ကဒုံးကြီးကသူပြောတဲ့ hypersonic ပဲဖြစ်လေနဲ့ဘာပဲဖြစ်ဥရောပကိုရောက်ပြီးဆိုတာနဲ့အီရန်ဒုံးကြီးကဥရောပကိုဖျက်လာပြီးဆိုတာကနေတိုးပိုင်တဲ့ထဲကိုရောက်ပြီအဲ့ဒါဆိုဘယ်လိုလုပ်ကြမလဲ
စိတ်ဝင်စားစရာပဲတကယ်ကိုစိတ်ဝင်စားစရာပဲကျွန်တော်တို့ကတော့မစိတ်ဘူးပါဘူးဘာလို့လဲနေတိုးနိုင်ငံနဲ့ပြစ်ချမှာပါ UK ကလည်းပြစ်ချမှာပါဒါပေမဲ့ဘာကြောင့်အီရန်ကအဲ့လိုလုပ်နေတာလဲသူမနိုင်မဲ့အတူတူတကဘာလုံးကိုသူ့လိုပဲဒုက္ခရအောင်စစ်ပွဲတွေပဋိပက္ခတွေကိုဆွဲသွင်းနေတဲ့သဘောလားဒါဟာကျွန်တော်တို့ဒီနေ့တမနဲ့လုံးကျွန်တော်စဉ်းစားနေတဲ့ကိစ္စပါအဲ့တော့ဒေါ်နယ်ထရန့်ကပဲအဲ့လိုမျိုးမဖြစ်အောင်နေတိုးမပါအောင်အီရန်ကိုတဆွနေတာလားတို့ဒီမို့ဒေါ်နယ်ထရန့်နဲ့တရုတ်နဲ့တရုတ်ခေါင်းဆောင်နဲ့ရုရှားခေါင်းဆောင်တို့ပေါင်းပြီးတော့နေတိုးနိုင်ငံတွေအားလုံးကိုစစ်တဲဆွဲသွင်းနေတာလားစိတ်ဝင်စားစရာပဲတကယ်ကိုစိတ်ဝင်စားစရာပဲဒါပေမဲ့အခုထိတော့အီရန်လည်းမပြစ်သေးပါဘူးအခုထိအီရန်တော့မပြစ်သေးပါဘူးအဲ့တော့အီရန်ကအခုထိတော့မလုပ်သေးပါဘူးဒါပေမဲ့ကျွန်တော်စဉ်းစားတာဘာကြောင့်အီရန်ခေါင်းဆောင်တွေအချိန်တိုင်းသူတို့အကုန်ကြဆုံးပါနော်ဘာကြောင့်လဲဆိုတော့အခုလေသူတို့ခေါင်းဆောင်တွေအများကြီးကြဆုံးပြီးသွားပြီသူတို့ပဲခံအောင်မယ်ဘာကြောင့်သူတို့တော့ခေါင်းမာနေပြီးတော့ဘလောက်ဘာဖြစ်လို့တော့တကယ်တိတ်ကျဲတွေကိုစိန်ခေါ်နေလဲဆိုတော့စဉ်းစားစရာပဲဒါမှမဟုတ်လေဒါအားလုံးဒီ Trump ရဲ့ဇက်ညောပေါ့ဗျာ Trump ကျိုးဆွဲထားတဲ့အတိုင်းအကုန်လုံးလိုက်နေတဲ့သဘောလားဒါလည်းစိတ်ဝင်စားစရာပဲဒါကြောင့်စစ်ပွဲဟာမယိုးသားပါဘူးဒါကိုကျွန်တော်ကမိမောင်းထုတ်ပြချင်တာစစ်ပွဲဟာမယိုးသားပါဘူးအဲ့တော့ဘယ်လောက်ထိကျေပြန့်သွားမလဲဆိုတာဒါပေမဲ့ဒီနေရာမှာကျွန်တော်ထောက်ပြချင်တာကကုလသမဂ္ဂတည်ဖြန့်ပြေးရေးအဖွဲ့ပဲဒီထဲမှာပွဲပြီးရင်ဖြာသိမ်းပြီးတော့ဟိုလိုပြောမယ်ဟိုအမိုက်သိမ်းတဲ့အဖွဲ့ပဲဘာမှသုံးလို့မရဘူးအဲ့တော့ NATO ကတော့တကယ်လုံးနိုင်တယ်အာဆီယံလည်းဘာမှသုံးလို့ရမှာမထင်ပါဘူးဒါကြောင့်မြန်မာပြည်ပဋိပက္ခမှာလည်းမြန်မာနိုင်ငံရဲ့အရေးပဋိပက္ခမှာလည်းအဲ့ဓာတွေအားလုံးဒီထည့်စဉ်းစားစရာအများကြီးရှိပါတယ်เนาะအဲ့တော့ကျွန်တော်တို့အဓိက main ကအီရန်ခေါင်းဆောင်များရဲ့စဉ်းစားပုံနဲ့စစ်ကောင်စီရဲ့စဉ်းစားပုံတွေနော်ပူတင်ရဲ့စဉ်းစားပုံတွေတရုတ်ရဲ့စဉ်းစားပုံတွေတပုံနဲ့ကွက်တီတူတယ်။ဘာကြောင့်သူတို့ဒီအာဏာရှင်တွေကိုတော့အနောက်နိုင်ငံများရဲ့ခေါင်းဆောင်များကတော့အမေရိကန်မပါပေါ့။ကျန်တဲ့ဥရောပခေါင်းဆောင်တွေကချစ်ချင်းနဲ့စဉ်းစားနေတယ်။အမေရိကန်ကတော့သူကလက်ဝင်သွားပြီးဖြစ်တဲ့အတွက်သူကနောက်ဆုတ်လို့မရတော့ဘူးဆိုတော့သူအားလုံးကိုဆွဲသွင်းနေတဲ့သဘောရှိတယ်။အဲ့တော့အလောမတန်စိတ်ဝင်စားစရာကောင်းပါလေနော်ဒါလေးကိုကျွန်တော်ဒီလေးမှာအထူးပေါ့နော်မိမောင်းထိုးပြခြင်းတယ်အဲ့တော့တော်တော်ကိုစိတ်ဝင်စားစရာကောင်းပါလေနော်ကျွန်တော်အနေနဲ့ဒါလေးကိုအထူးဒီနေ့မှာတင်ပြပေးခြင်းတယ်ကျွန်တော်ကတော့ဟိုဒီတဲ့ပဲကျွန်တော်ကဘယ်လိုပြောမလဲသေချာအိမ်စာပေးလိုက်မယ်ပေါ့ဗျာနော်ကျွန်တော်လည်းအလုပ်ရှိသေးလို့အဲ့တော့သေချာစဉ်းစားကြည့်ကြပါဘာအလောအမနာစိတ်ဝင်စားစရာကောင်းပါလေသေချာစဉ်းစားကြည့်လိုက်ရင်ကျွန်တော်တော့နားမလည်နိုင်ဘူးအဲ့တော့အိမ်စာပေါ့အဲ့တော့သူဝိုင်းပြီးစဉ်းစားပေးကြပါမနေ့ပြင်ကြမှာကျွန်တော်တို့ဒါကိုဆက်မယ်ဒါကဒီနေ့ကျွန်တော် PhD အတန်းရဲ့အမှုအစိုးချမ်းပေါ့အီရန်ကအဲ့လောက်တောင်ပဲနေတိုးနိုင်ငံတွေကိုစစ်တဲ့ဆွဲသွင်းဖို့အတွက်တတိရှိနေသလားသို့မဟုတ်မယူရဲဆန်နေသလားတို့ဒီမဟုတ်သမ္မတထရန့်ကနေတိုးနိုင်ငံတွေစစ်ထဲမှာပါအောင်သူဒီချက်အကွက်ချင်ပြီးတော့ပြောချင်တာကျိုးဆွဲနေပြီးတော့အီရန်ကိုသွားတိုက်ပြီးတော့အီရန်ကိုသွားဆွပြီးတော့နေတိုးနိုင်ငံကိုအီရန်ကမပြစ်အောင်သွားလုပ်နေတာလား
အဲ့တော့ဒါကသမ္မတထရန့်ကဒီမှာဇက်ညွှန်းเสียရလားအီရန်ကဇက်ညွှန်းเสียရလားတို့ဒီမို့အီရန်ကခေါင်းဆောင်တွေကပဲအရန်တော်နေပြီးတော့နောက်နိုင်ငံခေါင်းဆောင်များကအရန်ညံ့နေတာလားတို့ဒီမို့အီရန်ကခေါင်းဆောင်တွေကအရန်မိုက်ယူရဲနေပြီးတော့ကျွန်တော်တို့နေတိုးနိုင်ငံများကတွေ့ဝေနေကြတာလားဒါမို့သမ္မတထရန့်ကျိုးဆွဲရာကိုမငင်းနိုင်ပဲပါနေကြရတာလားတို့ဒီမို့ကမ္ဘာအနေထားရသူတို့အားထားရတဲ့ rule of law လို့ခေါ်တဲ့ကမ္ဘာကြီးတရားဥပဒေစိုးမိုးမှုပျက်စီးသွားမှာကမ္ဘာကြီးတိဆောက်ထားတဲ့သူတို့ရဲ့တိဆောက်တဲ့စနစ်ကိုမတည်မငြိမ်ဖြစ်သွားမှာကိုစိုးရိမ်နေကြတာလားအဲ့တော့ဒီအချက်များဟာသေချာစဉ်းစားစရာပါကုလသမဂ္ဂနဲ့အာရှကဒီ lip service ဆိုတာကမ္ဘာလုံး lip service ပါတကမ္ဘာလုံးကိုကိစ္စကိုပါရတာပါအခု UK ပြဿနာ UK ကပဲရှင်းရမှာအမေရိကန်ပြဿနာအမေရိကန်ပဲရှင်းရမှာကုလသမဂ္ဂလည်းမရှင်းပေးဘူးဥရောပလည်းမရှင်းပေးပါဘူးเนาะကျွန်တော်တို့ကအားကိုကြီးအားကိုများနေတာကုလသမဂ္ဂကိုအရန်အားကိုနေတာအာရှကိုအရန်အားကိုနေတာအမှန်က UK ပြဿနာတော့သူရှင်းရမှာအီရန်လည်းတော့သူရှင်းရတော့မှာအမေရိကန်လည်းတော့သူရှင်းရတော့မှာအဲ့တော့ဒါလေးတွေကိုကျွန်တော်ကဒီနေ့အင်စာလေးပေးလိုက်ချင်ပါတယ်အဲ့ဒါကိုနောက်နေ့ကျမှကျွန်တော်တို့အပိုင်းလိုက်ဆက်ဆွေးနေကြရအောင်เนาะအဲ့ဒါကိုဒီနေ့ကတော့ဒါနိဒန်အပိုင်းပေါ့ဗျာအီရန်ကခေါင်းဆောင်တွေကခေါင်းမာနေတာလားဒို့ဒီမို့အမေရိကန်ကဒေါ်နယ်ထရန့်ကကြိုးဆွဲနေတာလားဒို့ဒီမို့မတ်ယူရဲဆန်နေတာလားဒို့ဒီမို့နေတိုးတဲ့ကိုစစ်ကွဲမပအောင်လုပ်တာလားဒို့ဒီမို့နေတိုးခေါင်းဆောင်တွေကတွေ့ဝေနေကြတာလားချင်းချင်းနေကြတာလားအဲ့တော့ဒါတွေကစိတ်ဝင်စားစရာပဲအဲ့တော့အာဏာရှင်စနစ်ခေါင်းထောင်လိုက်ရင်ကဘာကြီးဘာတွေဖြစ်နိုင်လဲဆိုတာရဲ့နောက်ထပ်သက်သေပါအခုအမေရိကန်ကကဘာကြီးကိုမတရားလုပ်ဘူးလို့ဘယ်လောက်ပြောကဘာကြီးကငြိမ်နေတယ်စစ်ပွဲတွေတိတ်မဖြစ်ဘူးစင်ပြေနေတာပေါ့အခုအီရန်ကခေါင်းထောင်လာပြီးတရုတ်ကခေါင်းထောင်လာပြီးတကဘာလုံးကိုလိုက်လို့မယ်ဆိုရင်ကဘာကြီးဒီစစ်ပွဲတွေဖြစ်လာမှာထိုနည်း၎င်းပဲမြန်မာနိုင်ငံမှာမင်းအောင်လိုက်တော့အုပ်စုမရှိတော့ရင်မြန်မာပြည်မှာစစ်ပွဲတွေမရှိဘူးမြန်မာနိုင်ငံအုပ်ချုပ်တဲ့လူကိုမကျေနပ်တာတောင်ဒီလောက်ဒုက္ခမရဘူးပေါ့အာနာရှင်တွေအခုလိုတစ်ဖက်သက်ကြီးစိုးဝါနေတဲ့လူရှိရင်မြန်မာနိုင်ငံကအမြဲတမ်းစစ်ပွဲတွေနဲ့ပဲရင်ဆိုင်ရမှာပေါ့မြန်မာပြည်သူတွေအမြဲတမ်းဒုက္ခရောက်မှာပေါ့အဲ့တော့မင်းအောင်လိုက်လို့တည်ရှိနေခြင်းနော်ဒီတန်းရွှေတို့အုပ်စုတည်ရှိနေခြင်းဒီမြန်မာနိုင်ငံစစ်ပွဲတွေကိုပဲဦးတည်စေတယ်မြန်မာနိုင်ငံမှာပြည်သူတွေအမြဲတမ်းဒုက္ခရောက်စေတယ်တချို့မဟုတ်တော့တူမဟုတ်တော့အမြဲသေးဆုံးနေမယ်အမြဲတမ်းပစ္စည်းဒုက္ခရောက်နေမယ်အဲ့တော့မင်းအောင်လိုက်လို့စနစ်မရှိမှသာလေအုပ်ချုပ်သူအစိုးရကိုမကျေနပ်ပေမဲ့လည်းတိုက်ပြည်ဆင်းရဲပေမဲ့လည်းစစ်ပွဲတော့မရှိဘူးပြေလည်သွားနိုင်တယ်ဒါမျိုးစဉ်းစားပုံတွေပေါ့နော်ဒါဒီနေ့ကျွန်တော်အင်စာပေးလိုက်ချင်ပါတယ်အဲ့ဒါကိုနဖူးပေါ်လက်တင်ပြီးတော့ဝိုင်းဝန်းစဉ်းစားပေးကြပါနောက်နေ့ကျမှအဲ့ဒါကိုကျွန်တော်ကအပိုင်း10ပိုင်း20လောက်ပြောမှာပါခေါင်းစဉ်မရွေးရသေးပါဘူးဆိုလိုချင်တာကအီရန်ကတကယ်ပဲခေါင်းမာနေတာလားဒို့ဒီမို့အီရန်ကတကယ်ပဲတော်နေတာလားဒို့ဒီမို့အီရန်ကတကယ်ပဲယူသွင်းနေတာလားဒို့ဒီမို့သမ္မတထရန့်ကပဲဒါပဲကြိုးဆွဲနေတာလားဒို့မို့နေတိုးကောင်းဆောင်များပဲတူဝင်နေတာလားဒါတွေအားလုံးကိုကျွန်တော်တို့စဉ်းစားကြည့်ကြရအောင်